3 20 ကျင်း12ကျင်းတော့ကျွန်တော်ဖဒီတကွက်ပေါ့နော်ဖဒီ site တကွက်ကိုကျွန်တော်တင်ပေးလိုက်မှာပေါ့လိုက်လွင့်ပြီးတင်မလို့လိုက်ရကျွန်တော် line တွေကတင်လို့မရတာလေဗီဒီယိုဖိုင်ရပြီးမှကျွန်တော်တင်ပေးလိုက်မှာပေါ့နော်ကျွန်တော်ပထမ site ပေါ့နော်ပထမ site မှာ3ခုအဲ့ဒီ3ခုကြီးလေကျွန်တော်တစ်နှစ်ကျော်3ခုလို့ပြန်ကြတကယ်နဲ့ဒီစောင်းတစ်နှစ်ကျော်မှပြန်ကြပြီ1 2 3 4 5 6ခုနှစ်8ပဲမြောက်မှာ360လို့ပြန်ကြတယ်ဒီနှစ်နောက်တစ်နှစ်ကိုစုပ်လိုက်1 2 3 4 5 6ခု8 9ပဲမြောက်မှာ840ပေါ့နော်ဒီချိန်မှာ840အဲ့ဒီ840ဒီကျွန်တော်တို့1 2 3 4 5 6ချိန်မြောက်ပါနော်6ပဲမြောက်ပါ840လို့ရှိတယ်အဲ့ဒီ840လို့ဖြစ်ပြီးတော့တဲ့840ကိုမှတ်တာပေါ့1 2 3 4 5 6 8 9 10 10မြောက်ကြီးလဲချိန်မှာခွန်ထိတ်9ထိတ်4ထိတ်ပေါ့နော်ခွန်9လေးလို့စောင်းထုတ်ပြီးပါ834လို့ပေးထားတာအဲ့ဒီ834ပေးပြီးတော့ပေးထားပါနော်အဲ့834ဒီတဲ့နောက်တစ်နှစ်ကိုပြန်ချပေးတယ်သူ့ရဲ့ဇောင်းကိုပြန်ချဘာဖြစ်လို့သူ့ရဲ့ဇောင်းဝါလာချလဲပေါ့နော်4နှစ်ထောက်ထားလို့သူလည်းအပင်ကြီးအကြိုက်မှာပြန်ချပေးတာအချပေးထားပြီးမှလည်းဒီ834ဒီသူနဲ့တန်းမှာ840သူပြန်ချပေးတာ4နှစ်တည်းကျွန်တော်တစ်နှစ်ကျော်မှာဒီနေ့လေးလို့ပြန်ချပေးတာစောင်းစင်းပြန်ချပေးတယ်1 2 3 4 5 6 8ချိန်မြောက်မှာ633ပြန်ကြကနန်းပေါ့နော်သူနဲ့အချိန်ကနောက်တစ်နှစ်ကိုစုပ်ပြီးတော့ရည်ကြီးလိုက်တဲ့ချိန်မှာ1 2 3 4 5 6ချိန်မြောက်ပေါ့နော်258အဲ့ဒီ258တီးတဲ့အတွက်258ကလေးတစ်ချက်မှတ်တာပေါ့နော်1 2 3 4 5 6 9 10ပြမြောက်မှာခွန်ထိတ်တဲ့9ထိတ်4ထိတ်ခွန်9လေးလို့စောင်းထိုးပြီးပါသူ့အချိန်ကမှာ9နှစ်8လို့ပတ်လဲပေါ့ဗျာနော်အဲ့ဒီကနန်းဒီနောက်တစ်နှစ်ကိုပြန်ကြတယ်ဘာဖြစ်လို့ဒီချိန်မှာလာကြလဲပေါ့နော်လေးနှစ်လှမ်းထောက်တော့လေးနှစ်နဲ့အချိန်ကိုင်းမှာပြန်ချပဲအချပေးတာတဲ့အဲ့ဒီကနန်းဒီ258ဒီသူရဲ့အချိန်ကိုင်းမှာထိုးရမှာ258ဒီတို့ထိုးရမယ်ဆိုရင်တော့85နှစ်ပေါ့နော်ဘာဖြစ်လို့85နှစ်လို့ထိုးမလဲဆိုရင်ပေါ့ကျွန်တော်8ထိတ်ကလေးပြလိုက်9 8 6ဒီ3ပေါ့နော်1 8 5ဒီ4ခွန်2 5 8ဒီ5 3 4 5ဆိုရင်ပါ8ထိတ်ပေါ့နော်ကျွန်တော်ဒီချိန်မှာနှစ်နောက်ပိတ်နဲ့ရခဲ့တယ်ဒါပေမဲ့ရခဲ့ပြီကနန်းကမပေါက်ခဲ့ဘူးခွန်9နှစ်ဒီ8ဖြစ်တယ်8ဖြစ်တယ်နဲ့သူကဒီမှာလဲ8လို့ဖြစ်ရ6 4ဒီ9ဖြစ်လို့ဒီလိုဒီ9လို့ဖြစ်3 5နှစ်ဒီ10ဖြစ်လို့ဒီလိုဒီ10လို့ဖြစ်ဖို့ကကျွန်တော်8ထိပ်ပေါ့နော်အဲ့ဒီ8ထိပ်ကလေးနဲ့ထိုးဖို့8 5နှစ်8 2 5ပေါ့အဲ့ဒီ site ကလေးတော့ထိုးသေးချင်တာပေါ့နော်